ဝဲမင်္ဂလာပါမင်းတို့များရှုဖြစ်ပါမာဒီညတော့ live ဟောပြမှာဝဲမ live ကိုရလောက်ထားပါနော်မပါရောက်ပါလဲကြော်လေးဟိုလေးပါခရပါမယ်လိမ္မောအပန်းအစိမ်းအပြာအကြီးနဲ့ခုပါအကြီးရဲ့နှစ်ခုပါပဲနော်စီကွက်လေးကတစ်ခုပါပဲနော်စီကွက်လေးလိုချင်တဲ့ဟိုအပြာအနုလိုချင်တယ်အပန်းလိုချင်တယ်လို့အပန်းလိုချင်တယ်ခလဲလိုချင်အစိမ်းလိုချင်အဲ့ဒါပဲပေါ့နော်အပါပူအမတည်းရဲ့အတေးကြီးရဲ့အရာရှိကြီးရဲ့ဝိုင်းကြီးဘယ်လိုလဲမကြိုက်လိုက်တော့ရေးတာရေးမေကဘယ်နာမဲမဘေးနဲ့ညာကမပါဘူးနော်ရာမအိုးစီးခွက်လေးပါဝါရောချစ်ကြရေး